ဒီနေ့ပေါ့နော်ဒီ active ingredient ဆိုတာကိုဘယ်လိုနားလည်လဲဆိုတာကိုဒီနေ့ပြောကြည့်ကြမယ်တော်တော်များများကပေါ့နော် active ingredient တွေကိုတဲ့ဒါ skin care သုံးတဲ့အခါမှာလည်းတွဲပြီးတော့သုံးလို့မရဘူးလို့အကြံဉာဏ်ပြောကြတယ်ပေါ့နော်ဒီသူတို့ဆိုလိုကြတာကဥပမာ retinol နဲ့ vitamin C နဲ့အဲ့လိုမျိုးကိုတွဲပြီးသုံးလို့မရဘူးလို့ဆိုလိုချင်တာဖြစ်လိမ့်မယ်ဟောဆိုတော့ vitamin C ကိုဒီ retinol တို့က active ingredient လို့ဆိုရဲဆိုရင်မှန်တယ်ဒါဆိုရင် hyaluronic တို့CICA တို့ကကော active ingredient လို့ခေါ်တာလားမခေါ်ဘူးလားပေါ့နော်အဲ့ဒီဟာလေးကိုကျွန်တော်ဒီနေ့ပြောပြမယ်ကျွန်တော်တို့ဒါ skin care ပစ္စည်းတစ်ခုကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်အဲ့ဒီမှာဘာလဲဆိုတော့ active ingredient ရယ် supporting ingredient ဆိုပြီးတော့နှစ်မျိုးပါတယ်ပေါ့နော် active ingredient တွေကတော့ကျွန်တော်တို့ဒီအရေးပြားတဲ့အထဲတွေကိုဝင်သွားမယ်therapeutic effect လို့ခေါ်တဲ့အရေးပြားကိုကောင်းကျိုးတွေပေးမယ်ပေါ့ဥပမာ retinol ဆိုရင်အရေးကြောင်းတွေတက်တာစေမယ်vitamin C ဆိုရင်အသားကိုကျွန်တော်တို့ဖြူစေမယ်ပေါ့နော်supporting ingredient ဆိုတာကတော့သူကဒီအရေးပြားမှာဓာတ်ရိုက်တက်ရောက်မှုတော့မရှိဘူးဒါပေမဲ့ active ingredient တွေအရေးပြားတွေကိုပို့ပြီးတော့စိတ်ဝင်ဖို့အတွက်ကိုသူကအထောက်ပံ့ပေးတာမျိုးဒါမှမဟုတ်ရင်ဒီ active ingredient တွေဒီပလင်းထဲမှာဝတ်ချခံဖို့အတွက်ဒါ preservative ပေါ့နော်တာရှည်ခံဖို့အတွက်သူကအထောက်ပံ့ပြုတာမျိုးအဲ့ဒါမျိုးကိုကျွန်တော်တို့က supporting ingredient လို့ခေါ်တယ်ပေါ့နော်အဲ့တော့ပြန်ပြီးပြောရရင်ကျွန်တော်တို့ skin care တစ်ခုမှာဆိုရင် active ingredient တစ်ခုနှစ်ခုပါကောင်းပါနိုင်တဲ့ဥပမာအနေနဲ့tranexamic acid လည်းပါမယ် hyaluronic acid လည်းပါမယ်ပြီးရင် vitamin C လည်းပါမယ်ဒါဆိုရင်active ingredient က3ခုပါတယ်ပေါ့supporting ingredient အနေနဲ့ဆိုရင်ကျွန်တော်တို့ဒီ water ပေါ့နော်ရေပါတာမျိုးဖြစ်နိုင်တယ်preservative အနေနဲ့ဆိုရင်ကျွန်တော်တို့ဒီ propylene glycol လို့ဟာမျိုးပါတာမျိုးဖြစ်နိုင်တယ်ပြီးတော့ကျွန်တော် glycerin စတာတွေကျွန်တော်တို့ကဒါ supporting ingredient အနေနဲ့ကျွန်တော်တို့ပါနိုင်တယ်ပေါ့နော်ပြီးတော့ကျတော့ emulsifier ဆိုတာမျိုးအနေနဲ့ကျွန်တော်တို့ပါတဲ့ ingredient မျိုးတွေရှိနိုင်တယ်ဒါတွေကတော့ကျွန်တော်တို့က supporting ingredient ပဲဒါ active ingredient မဟုတ်ဘူး active ingredient ကတော့ကျွန်တော်တို့ခုန hyaluronic acid niacinamide vitamin C ကျွန်တော်တို့ salicylic acid glycolic acid azelaic acid peptides တွေ ceramide တွေကျွန်တော်တို့ဒီပြီးရင်အခုခေတ်စားနေတဲ့ PDRN exosome ဒါ copper peptide ဒါတွေအကုန်လုံးကဒါ active ingredient တွေပဲဖြစ်ပါတယ်